หนึ่งค่ะ อะไรครับ 91 91เท่าไหร่นะครับ 500ค่ะ 500 ค่ะ มีสมาชิกไหมครับ สนใจทำไหมครับทำฟรีนะครับไม่เสียเงิน ขอบคุณค่ะว่า membership ကရှိတယ်စိုက်ကနဲ့ပဲသွားလာနေကြဆိုကားထဲမထည့်တာလုံမလားလို့မေးတာလုံမလားမေးပေမဲ့ကရှိပြီးသားဒါပေမဲ့သူ့ကိုမရှင်းပြတော့မလုံးတော့ဘူးပဲပြောလိုက်ပါတယ်ခောက်ဆွဲသားစားတယ် they call it ခောက်ဆွဲကဘာလို့ဆိုလို့ရှိရင်အုံလုံးခောက်ဆွဲနဲ့တူတယ် yeah a kind of အုံလုံးခောက်ဆွဲ but you will see ခောက်ဆွဲไก่ค่ะ ข้าวซอยไก่ ค่ะ เรายกมือ ค่ะပြောသလိုပဲလေအုံလုံးခောက်ဆွဲဒါပေမဲ့ပို့ပြီးပြနေနေပို့ရှိတယ် all time favorite all time favorite ချင်းမိုင်ရောက်ရင်စားအောင်စားတဲ့အစားတွေမှာတော်လေစပလေချင်းရဲ့အဲ့အနံ့ပူပြင်းနေပါလေဟာကြပါအော် complimentary ရရှိတယ် I will show you wait let's go อย่าพึ่งอะไรนี่ไปกัน သူ့ရဲ့အသက်ကပါလဲဆိုတော့ဒီမှာ pickles မငင်းချင်မစားကျော်လူချင်းထည့်လို့ရတယ်ခုနယူတာတဲ့စက်တုံးရဲ့ပိတ်မှာပဲထည့်လိုက်ပါတော့ပြီးတော့ဒီပြောသလိုပေါ့ဗမာပြည်ကအုံလုံးခောက်ဆွဲနဲ့ဘာကွာလဲဆိုတော့သူ့ရဲ့ခောက်ဆွဲသားလေးတွေကအဲ့လိုမျိုးတပြားလေးပြီးတော့သူကအဲ့ဒီခောက်ဆွဲပေါ်မှာအမြဲတမ်းအဲ့ခောက်ဆွဲဒီမှာအုံလုံးခောက်ဆွဲဆိုရင်ခောက်ဆွဲအလုံးအပြင်ဝင်လိုမုတ်ချွတ်ကိုကကြတော့ဒီလိုမုတ်ချွတ်ထည့်ပြီးတာဒါပေမဲ့ဒီချင်းမရဲ့ခောက်ဆွဲမုတ်ချွတ်ကကြတော့ခုနခောက်ဆွဲသားဒီခောက်ဆွဲသားကိုကြော်ထားတယ်မုတ်ချွတ်တိထည့်ပြပါမယ်အဲ့ဒါချင်းမိုက်ကချပဲနေရာတိုင်းမှာဒီခောက်ဆွဲသားနဲ့အဲ့ခောက်ဆွဲသားကိုပြန်ကြော်ထားတဲ့မုတ်ချွတ်ထည့်ပြီးရပါမယ်။ကွာတယ်ပြီးတော့အုံလုံးခောက်ဆွဲရဲ့အရသာကဒီမှာဆိုနွားနုလို့ဘာလို့ဒီလိုပေါ့အုံလုံးအစစ်တွေလည်းရှိပါတယ်။ဒါပေမဲ့နည်းနည်းကွာသူကချင်းရယ်စပလင်ရယ်အဲ့လိုပဒေပေါ့အဲ့အနံ့နေပို့ပြင်းတယ်ပို့ပြီးတော့ taste texture ပို့ပြစ်တယ်။ I'm going to show you. Let's check it out. တော့စားပါပြီ။မြေတီးနဲ့ထည့်စားလိုက်။
တကယ်ရုပ်တီကို2မျိုးပေးထားတယ်ငယ်တီအမှုန်လည်းရှိတယ်ငယ်တီစစ်ချက်လည်းရှိတယ်အဲ့လိုမျိုးဆိုတော့ဒီခောက်ဆွာရချင်းမိုင်လာတဲ့ Northern Thai လာတယ်ဆိုလို့ရှိရင်တော့မဖြစ်မနေစားရမယ့်အစားအစာတစ်မျိုးတွေမှာပါတယ် Let's eat so good တော့ပါပြန် coffee တောက်လာစားပြီနော် cappuccino and latte and espresso. okay cappuccino Cappuccino. Huh. Okay. Coffee. How sweet? normal Normal. coffee อันกินพวกกัน cute name since 2018 ice ကိုတော့ cappuccino မတောက်ဖြစ်ဘူးဒါပေမဲ့သူကထိတ်ဆုံးမှာ cappuccino ပြောတော့ cappuccino မှာတောက်လိုက်နာမည်လေးချက်ဖို့က Enjoy your coffee. coffee လည်းတော်တော်ကောင်းအိုးဘယ်ချင်မရ coffee ကောင်းလာလေဒီနေ့ပြင်ရတယ်မသိဘူးနော်ရန်ကုန်မှာလည်းတောက်တယ်ရန်ကုန်မှာအဲ့ passionate လေးတောက်ဖြစ်တာမဟုတ်ဘူးနော်ရန်ကုန်မှာကိုတောက်လဲဆိုလို့ရှိရင်စိတ်ကလှုပ်သွားတဲ့အချိန်နောက်မလို့ရှိရင်လို့ကိစ္စတွေပြောတဲ့အချိန်မှာအလုံးလုံးမိတဲ့အချိန်အဲ့တော့ပြ coffee ဆိုင်မျိုးပါလို့ရောက်တော့ရောက်လို့ရှိရင် district တောက်တယ်ထနောင်းတောက်တယ် coffee ဝယ်မှတောက်တယ်အိမ်မှာတောက်တယ်ဒါပေမဲ့အရင်နန်းဆွဲတော့ချင်းမရောက်တော့မှာ coffee ကိုဘယ်လိုဒီတလောပေါ့နော်ဘယ်လိုတောက်လို့တောက်ဖြစ်နေလဲအမေနဲ့စားကြ coffee တောက်ချင်တော့နှစ်ပင်နေတယ်